တော့ဒီကလာကျွန်တော်ကတာဝန်နဲ့ဆက်တပ်ဖို့ဖြစ်ပါတယ်ဒီနေ့ဆရာတို့ဒီ2026မှာဆရာတို့မျိုးဝင်ကြည့်ကြမှာကြားရနေပြီးတော့ပညာသင်ပေးမဲ့အစီအစဉ်လေးနဲ့ပတ်သက်ပြီးတော့နည်းနည်းရှင်းပြအခုမင်းသားဆန်မြင်နေတဲ့အတိုင်းပဲဒီဖက်စာအုပ်ကဆရာတို့မင်းသားတူအတွက်ဆရာတို့ကျောင်းမှာ M4 တင်တဲ့အခါမှာတင်ထောက်ကိုအနေနဲ့ပေးတဲ့ဖက်စာအုပ်ပေါ့ဖက်စာအုပ်တဲ့ဆိုင်တော့မှရှင်းလင်းချက်စာအုပ်ပုံစံမျိုးပေါ့လေဆိုတော့အရင်တော့ဆရာတို့စာအုပ်အနေနဲ့ထုတ်ပြီးတော့အကြောင်းကိုအစီအစဉ်ခဲ့ပြီမယ်လေနောက်ပိုင်းတော့ဆရာတို့စာအုပ်ထုတ်ဖို့လည်းအခြေမရှိသလိုအားလုံးလည်းအကျိုးရှိသလိုဖြစ်တဲ့အတွက်ဒီ2026ကစပြီးတော့အကြောင်းပေးခံနေပြီးတော့လာတောင်းလို့ရပါတယ်ဆရာတို့မင်းသားတူအတွက်ဒီ PDF ကိုအခမဲ့ပညာရဏပေးတော့မယ်ဆိုတော့ဒီနေ့ကအဲ့ဒီစာအုပ်ရဲ့ဖွဲ့စည်းပုံဘယ်လိုဟာတွေပါတယ်ဆိုတဲ့ဟာတွေနောက်တစ်ခုကကျတော့ဆရာတို့အနေနဲ့ဘယ်လိုလေ့လာသင်ခြင်းလဲဆိုတာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးရှင်းပြအဲ့မှာဆရာတခါလဲကြိုပြီးတော့မေတ္တာရက်ခံခြင်းလားအဲ့တော့ဆရာဘယ်သူ့ကိုမဆိုပေးပါမယ်ဆိုပေမဲ့ဆရာတို့ကျောင်းကလည်းဒါအချိန်တော်တော်ပေးပြီးတော့လုပ်ထားတာဖြစ်တဲ့အတွက်ဒီမှာပါတဲ့ data တွေကိုပြန်ပြီးတော့ကျောင်းနာမည်ဖြတ်တာမျိုးတွေအဲ့လိုဖြတ်ပြီးတော့ပြန်ထုတ်ပြီးတော့ရောင်းစားတာမျိုးဒါမှမဟုတ်ကိုကျိုးတွေအသုံးပြုတာမျိုးတွေအဲ့လိုမလုပ်ဖို့တော့မေတ္တာရက်ခံပါတယ်တကယ်လို့အကျိုးရှိရထင်တယ်ဆိုရင်ဒီတိုင်းပြန်ရှင်းပေးရဒါမှမဟုတ်ကျောင်းကိုပြန်ပေးရင်ဘယ်သူ့ကိုမဆိုပေးပါမယ်အဲ့ဆရာတို့ဒီထဲမှာတိုင်ပင်အမှားလေးတွေပါတယ်ဆိုပေမဲ့ဆရာအခါအလျော်တာနောက်တစ်ခါမှဒီဖတ်စာလေးပဲပေးတာမဟုတ်ဘဲနဲ့ဒီဘယ်လိုလေ့လာမလဲဆိုတော့ပြောပြတဲ့အခါမှာတခန်းချင်းတွေပြောမှာအနှစ်ချုပ်လေးတွေတော့ဆရာပြောပြမယ်ဆိုတော့ဆရာတို့အကြောင်းမှာတင်တဲ့ပုံစံတော့နည်းနည်းလေးကွဲတယ်ဆိုပေမဲ့အဓိကသိရမယ့် point လေးတွေဖြစ်တယ်ပြီးတော့စကားလုံးလေးတွေချက်ပြီးလုပ်မယ်ဆိုရင်တော့ပုံမှန်ဆက်စာကြီးအတွက်အများကြီးထောက်ပံ့ဖြစ်မယ်လို့ထင်ပါတယ်ကြာဒါဆိုရင်ဆရာဒီဖတ်စာရဲ့ဖွဲ့စည်းပုံလေးဆရာတို့ဒီမှာရေးထားတဲ့ဟာတော့ဒီပထမဆုံးမှာဆရာတို့ကဒီအခန်းမှာပါတဲ့တရားရှင်းလင်းချက်တွေပေါ့ဆိုတော့ဥပမာဆရာတို့အခန်း26ဆိုရင် on desk ဆိုတဲ့ grammar ပုံစံသင်ရမယ်အဲ့ဒါသင်ဖို့အတွက်ဘယ်လိုလုပ်ရမလဲဒီမှာဆရာကျောင်းသားတယောက်ကိုအတန်းထဲမှာပြောနေတဲ့ပုံစံမျိုးနဲ့ရေးပြီးတော့ပြောတာဖြစ်တဲ့အတွက်ဒီမှာဖတ်လိုက်ဆိုတော့ဒီဟာကိုလုပ်ဖို့အတွက်ကဆရာတို့ M5 ကသိရမယ့်ဟာတွေကိုပြန်နှွှဲဖို့လိုတယ်တော့ဘယ်လိုဟာတွေသိဖို့လိုလဲဆိုတော့အခန်း26တော့က plain form ဆိုတာဘာလဲကိုသိချာသိဖို့လိုတယ်ဆရာတို့ဂျပန်စာအခြေခံစာကြောင်းပုံစံဒီ4တက်တော့မယ်ဆိုရင် plain form နဲ့ decimal form သိချာကွဲဖို့လိုတယ်ဆိုတော့ plain form ဆိုတာဘယ်လိုဟာမျိုးလဲအဲ့တော့ဂျပန်အခြေခံစာကြောင်းကဒီလိုဟာတွေရှိတယ်ပြီးတော့မှ plain form ကဒီလိုမျိုးပြောင်းလိုက်ရင်ဒီပုံစံဖြစ်တယ်ဆိုတဲ့ဟာကိုသိချာနားလည်အောင်လုပ်ပြီးတော့မှဖြစ်နိုင်ရင်တော့သိုံနေမဟုတ်ပဲနဲ့ဆရာတို့ M5 ကဟာတွေအခန်း20လို့ဒါမှမဟုတ်ကျန်တဲ့အခန်းတွေကို plain form ပြောင်းကြည့်တာမျိုးလို့ပြန်ပြီးတော့များများချိန်ကြအောင်လုပ်ထားတာက M4 တင်တဲ့အခါမှာအသုံးဝင်ပါတော့26မိနစ်လာခဲ့မှာလေဒီဟာကိုအရင်ပြန်လုပ်ကြည့်ဖို့လိုတယ်လုပ်ပြီးသွားတဲ့အခါမှာဆရာတို့ on desk ကဘယ်လိုသုံးသလဲပြီးတော့ဘယ်လိုပြောင်းလဲဆိုတာသိဖို့လိုတယ်အဲ့တော့ပထမဆုံးတရားပုံစံ plain form ကနေမှ on desk နဲ့ပေါ့ပြောင်းလဲဆိုရင် plain form နဲ့ on desk ပြီးရင်ချွင်းချက်ကဘာတွေရှိသလဲအဲ့လိုမျိုးရှင်းလင်းချက်တွေပါပြီးတော့မှဘယ်လိုအဓိပ္ပာယ်နဲ့သုံးသလဲဆိုတာကိုဆရာတို့ဒီမှာရှင်းပြထားတယ်အဲ့တော့ဆရာတို့ဒီအခန်းတစ်ခန်းမေးလာခဲ့မှာဒီရှင်းလင်းချက်ကိုတေချာနားလည်ပြီးတော့မှဒီခန်းမှာသင်ရမယ့် grammar ကဘာလဲအဲ့ဒါကိုကိုယ်တကယ်သဘောပေါက်တဲ့အထိဖတ်ပြီးရင်ဆရာတို့ဘာတွေပါမလဲဆိုရင်ဒီမှာသတိထားမယ့်ချက်တွေဘယ်လိုဟာမျိုးလဲဆိုတာတေချာရအောင်လုပ်ပြီးတဲ့အခါမှာဆရာတို့အနှစ်ချုပ်ထိကိုအရင်ဆုံးရအောင်ချက်လိုက်ကိုယ်တကယ်သိသွားပြီရသွားပြီဆိုရင်ဆရာတို့နောက်တစ်ခုကဘာတွေပါလဲဆိုတော့ဖတ်စာအုပ်ပုံစံအဲ့မှာလည်းဆရာတို့မင်းကဖတ်စာအုပ်ကဒီဆောက်ပုံကတော့1ရော2ရော M5 ရော M4 ရောတူတူပါပဲသူကဘုံကဲလို့ခေါ်တဲ့စာကြောင်းပုံစံအခန်းတိုင်းမှာစလာတာနဲ့ဘုံကဲဆိုတာပါတယ်ပြီးရင်အဲ့ဒီအခြေခံတရားပုံစံတွေကိုသုံးထားတဲ့လေဘုံဥမာစာကြောင်းတွေစကားပြောပုံစံတွေပါပြီးတဲ့အခါမှာဆရာတို့ခိုက်ဝစကားပြောဒီ grammar တွေကိုသုံးထားတဲ့စကားပြောဗီဒီယိုနမူနာလေးပါတယ်ပြီးရင် run shoot လေ့ကျင့်ခန်းတွေဆိုပြီးတော့ ABC ဆိုပြီးတော့ရှိဆိုတော့အဲ့ဒီမှာ run shoot A ကအားလုံးနဲ့တည်ပြီးသားဖြစ်မှာပါဒီအခန်းမှာပါတဲ့စကားပုံစံတွေကိုဒီလိုပုံစံတွေပါတယ်ဆိုတဲ့ဟာကိုနမူနာ3-4ကြောင်းလုံးနဲ့ပြထား run shoot B ကတော့အဲ့ဒါကိုပိုချိန်ညက်တော့လုပ်မဲ့လေ့ကျင့်ခန်းတွေဖြစ်ပြီးတော့ run shoot C ကတော့စကားပြောလေ့ကျင့်ခန်းဆိုပြီးတော့ရှိတယ်နောက်ဆုံးကကျတော့ဆရာတို့ပါလဲပိတ်လဲဆိုတော့ Monday ခုနလေ့ကျင့်လာတဲ့ဟာတွေကိုမှ grammar ပုံစံတွေပြန်ပေးတာလေ listening လေ့ကျင့်ခန်းတွေ reading လေ့ကျင့်ခန်းတွေပါတယ်အဲ့တော့ဒီရှင်းလင်းချက်စာအုပ်မှာကဆရာတို့ကဒီအခန်းအတွက်တရားရှင်းလင်းချက်ပါတယ်ပြီးတော့ဒီဘုံကဲတို့ ray ဘုံတို့ရဲ့မြန်မာပြန်ပေးထားတာလေပြီးတော့ခိုင်းဝမြန်မာပြန်ပေးထားတယ်တော့ပါတယ်အဲ့မှာဆရာတို့run shoot C နဲ့ပါတယ်ပေါ့လေဒါပေမဲ့ဆရာတို့ run shoot A နဲ့ B ကိုတော့ဒီမှာလည်းအခြေအညာအဖြေစာအုပ်တွေရှိတာဖြစ်တဲ့အတွက်တိတ်ပြီးတော့ပြန်ပြီးရေးထားခဲ့တာဖြစ်တဲ့အတွက်ဆရာကဘယ်လိုလေ့လာနေခြင်းလဲဒီအခန်းတိုင်းဆရာတို့25ခန်းရှိရတာမှာဒီပုံစံတိုင်းပဲရှင်းလင်းချက်ပါတယ်ပြီးတော့ဘုံကဲရေဘုံခိုင်ဝရန်ရှုစီဆိုပြီးတော့ဘာသာပြန်နေပါတယ်အဲ့တော့ဒီစာအုပ်ကြီးကိုဒီတိုင်းပဲဖတ်ပြီးတော့ဒီတိုင်း
ချက်ပြီးဒီတိုင်းလောက်ရမှာမဟုတ်ဘူးဆရာတို့လုပ်ဖြေချင်တာတော့ဆရာတို့ကဘာသာစကားလေ့လာတဲ့အခါမှာအဓိကဘာအရေးကြီးသလဲလို့ပြောရင်တော့ကိုကအဲ့ဒီအခါမှာတင်မဲ့ဥမာအခု54တင်မယ်ဆိုရင်စကားလုံးတွေကိုအရင်ရအောင်ချက်ဖို့လိုတယ်အစင်အရင်ဆုံးစကားလုံးတွေရအောင်ချက်တယ်စကားလုံးလေးတွေရသွားပြီဆိုရင်ဆရာတို့ဒီမှာပါတဲ့ grammar ကိုအရင်ဆုံးအဲ့ဒီ grammar ဘယ်လိုသုံးတာလဲဘယ်လိုပြောင်းတာလဲဆိုတာကိုကြည့်ညက်အောင်အရင်လုပ်တယ်ခုနလိုအနှစ်ချုပ်ထိပေါ့ဆိုတော့ဒီအနှစ်ချုပ်တော့ထိကိုသေချာရသွားတယ်။အော်ဒီခန်းမှာပါတဲ့ grammar ကဒါဆိုတာစကားလုံးလည်းရပြီ grammar ပုံစံလည်းရပြီဆိုရင်အောက်ကဟာတွေဒီဟာကိုမသုံးနေစေသေးဘူး။ဘာလို့စေချင်တယ်လဲလို့ပြောရင်ဆရာတို့ဖတ်စာကိုမင်းကဖတ်စာကို PDF တော့ရှိမယ်ဒါမှမဟုတ်စာအုပ်ရှိမယ်။ဒီမှာဘာသာပြန်ထားတာကိုမကြည့်ဘဲနဲ့ကိုယ်တိုင် self study အရင်လုပ်ကြည့်ဖို့လိုတယ်။ကိုယ်တိုင်ဘာသာပြန်ကြည့်ဖို့အရေးကြီးတယ်။ဒါကဆရာတို့ကျောင်းမှာသင်တဲ့အတူတူပဲ။ဒီရှင်းလင်းချက်ကိုဖတ်လိုက်ပြီးတော့ကိုယ့်ဘာကိုနားလည်တယ်ထင်ပြီးမြဲတကယ်တမ်းကတကယ်သိသွားတာမဟုတ်အဲ့တော့ကျတော့စကားလုံးလည်းရပြီ grammar လည်းရပြီဆိုတော့အဲ့မှာပါတဲ့စာကြောင်းတွေကိုကိုယ်တိုင်ဖတ်ဖို့တကယ်နားလည်ရမှာအဲ့တော့ဖတ်စာအုပ်ကိုဘယ်လိုဖတ်စေချင်လဲလို့ပြောရင်တော့ခုနကဖတ်စာအုပ်မှာဘုံကဲရဲ့ရေဘုံစာကြောင်းပုံစံရဲ့ပထမဆုံးစာမျက်နှာဖြစ်တဲ့ဘုံကဲရဲ့နောက်ကရေဘုံဥမာစာကြောင်းတွေရဲ့ခိုင်းဝါရဲ့ခဏထားလိုက်အရင်ဆုံးဘာဖတ်ရမလဲဆိုတော့ Ranshu A ကိုဖတ်ကြည့်စကားလုံးလည်းသိတယ် grammar လည်းသိတယ်ဆိုရင် Ranshu A ရဲ့ဟာတွေအကုန်လုံးကိုတကယ်နားလည်ရမှာကိုနားမလည်တဲ့ဟာရှိရင်ခုနရှင်းလင်းချက်ကိုပြန်ဖတ်တယ်နောက်တစ်ခေါက်ပြန်ဖတ်ကြည့်အဲ့ကောင် ratio A နားလည်သွားပြီဆိုရင်ကိုသိသွားပြီဆိုရင်ဒီရှင်းလင်းချက်ဆရာတို့ PDF ကိုမကြည့်သေးဘူးဖတ်စာအုပ်ပဲကန်ရမှာအရင်ဆုံးဖတ်စာအုပ်ရဲ့ ratio A ကိုကြည့်တယ်ပြီးရင်ဆရာတို့ကဘုံကဲတို့ရဲဘုံတို့ကောက်ကိုဖတ်ပြီးတော့ဘာသာပြန်ကြည့်ဘာသာပြန်တဲ့အခါမှာဘသူကလောက်တာလဲဒါက pastor လား A နဲ့ B နှစ်ယောက်ပြောနေတယ်ဆိုရင်သူတို့ကဘသူကိုလောက်ခိုင်းနေတာလဲလို့စသဖြင့်အဲ့ဒီဆိုလိုရင်းကိုတကယ်နားလည်အောင်စဉ်းစားပြီးတော့အဲ့မှာနားမလည်တဲ့ဘာလို့လဲဆိုတော့မှတ်ထားတယ်မှတ်ထားပြီးတော့မှအကုန်လုံးလုပ်ပြီးသွားပြီကိုနားမလည်နေရလဲသိပြီဆိုတော့မှဒီရှင်းလင်းချက်စာအုပ်ကိုပြန်ကြည့်အဲ့လိုလုပ်ခြင်းအဖြစ်ဆရာတို့ကကိုတကယ်ရမရလဲပြန်စစ်ပြီးသားဖြစ်သွားတယ်အဲ့တော့အဲ့မှာအကုန်လုံးသိသွားပြီဥမာခုနပြောတဲ့ဘုံကဲတို့ ratio A တို့ratio A လည်းသိပြီဘုံကဲသိတယ်ရဲဘုံသိပြီခိုင်းဝါလည်းနားလည်သွားပြီဆိုရင်ဒီဟာကကိုကဒီဟာကိုနားလည်သွားပြီဖြစ်တဲ့အတွက်ပို့ပြီးတော့ချိန်ညက်သွားအောင်ကလေ့ကျင့်ခန်းလုပ်ဖို့လိုအောင်အဲ့တော့လေ့ကျင့်ခန်းဘယ်လိုလုပ်မလဲလို့ပြောရင်တော့ ratio B ရဟာတွေကိုနမူနာကြည့်ပြီးတော့ပြန်ပြီးတော့ကော့ကိုပြန်ဖြည့်ကြည့်တယ်အဖြေစာအုပ်တွေလည်း line ပေါ်မှာ PDF တွေရှိပါပါအဲ့နဲ့ပြန်တိုက်ကြည့်တယ်ပြန်တိုက်ကြည့်လိုက်ပြီးတော့မှကိုတကယ်ကျွမ်းကျင်သွားပြီဆိုတဲ့အခါမှာမွန်းတိုက်လေးပြန်ဖြည့်ပြီးရတော့26ရရင်ခုန29လည်းအဲ့တိုင်းပဲစကားလုံးတွေကျက်တယ်ခုန grammar ကိုတခြားနားလည်အောင်လုပ်တယ်ပြီးရင်ဖတ်စာကိုကော့ကိုလုပ်ကြည့်တယ်ပြီးရင်ဒီဟာနဲ့ပြန်တိုက်တယ်အဲ့ဒီမှာ29လုံးမလုပ်ခင်မှာ26ကိုပြန်နှွှေတယ်29လုပ်တယ်29ရသွားရင်28ကိုလည်းအဲ့ပုံစံလိုက်တက်ပြီးတော့မှပြန်လုပ်တယ်အဲ့တော့ဆရာတို့ကျောင်းမှာတင်တယ်ဒီဆရာတို့ zone လိုက်တင်တယ်တူတူပါပဲအရင်ဆုံးဘာလုပ်ရမလဲဆိုတော့ဆရာတို့ဒီမှာကြိုလုပ်ရမယ်အင်္ဂလာအဲ့ဒါစကားလုံးကိုသေချာရအောင်လုပ်တယ် grammar ကိုသေချာနားလည်အောင်လုပ်တယ်ကွက်ကိုအရင်ဆုံးလုပ်ကြည့်အဲ့ဒါကိုဆရာတို့ your shoe လို့ခေါ်အဲ့ဒီ your shoe ကိုမကြောက်ပါနဲ့မင်းကဘာသာစကားလေ့လာတာမှားမှာမကြောက်မှားလို့ဘာမှဖြစ်ဘူးပြဿနာမရှိဘူးဒါပေမဲ့မှားသွားတဲ့အခါကျရင်ဘာကြောင့်မှားတယ်လဲငါသိထားတာပါလဲအဲ့ဒါကိုပြန်တိုက်ပြီးတော့မှသေချာမှန်တဲ့ဟာကိုပြန်ကြိုးစားရင်အချိန်တန်လူတိုင်းရပါတယ်အဓိကဘာသာစကားဆရာတို့ကြက်စာကြီးလိုမျိုးမကြက်ပါနဲ့ပျော်ပါလို့ဒီစာတင်နေရတာကြီးကိုကြောက်နေတာမျိုးလို့စာကြည့်ရမှာကိုကြောက်နေလို့ဟုတ်ပဲနဲ့ဂိမ်းကစားနေတယ်လို့မျိုးဒါမှမဟုတ်ရင်ကိုသိကျင်တာဟာတစ်ခုကိုစူးစမ်းတဲ့စိတ်ဆရာတို့ဂျပန်လိုတော့ cold kitchen လို့ခေါ်တယ်ဆရာတို့ကလေးတွေဘာသာစကားလေ့လာနေလို့ပဲပျော်ပါနဲ့ကိုတကယ်စိတ်ဝင်စားအောင်လုပ်တယ်မရသိမ့်ပါလို့ပဲပြန်ဖတ်မှာပေါ့အဲ့လိုနေ့စဉ်ခဏခဏထိတွေ့နေသွားရင်ရပါတယ်အဲ့တော့ဆရာပြန်ပြီးတော့အနှစ်ချုပ်ပြောရရင်တော့ဘာသာစကားကြက်စာကြီးလိုမျိုးဝါနဲ့អော်ကျက်နေတာမျိုးဒါမှမဟုတ်ရင်သူများဘာသာပြန်ပေးတဲ့ဟာကိုလိုက်နားထောင်ပြီးတော့လိုက်မှတ်တာမျိုးကရဖို့နည်းနည်းလေးကြာတယ်ဘယ်လိုလုပ်ရမလဲဆိုကိုတကယ်စိတ်ဝင်စားဖို့လိုတယ်ရဖို့ကရှင်းရှင်းလေးဆရာတို့ဘာလုပ်ရမလဲစကားလုံးတွေကြက်တယ်အဲ့မှာပါတဲ့ grammar အခုမှအခန်း26မှာပါလဲ29မှာပါလဲအရင်သေချာနားလည်အောင်လုပ်စကားလုံးကြက်တယ် grammar နားလည်အောင်လုပ်တယ်ပြီးရင်ကိုယ်တိုင်ဖတ်စာအုပ်ကိုဘာသာပြန်ကြည့်တယ်ဘယ်လိုပြန်ရမလဲ ratio A ရစတယ်ပြီးရင်ဘုံကဲရဲဘုံခိုင်းဝအဲ့လိုမျိုးပြန်သွားတယ်သွားပြီးတော့မှဒါတွေနားမလည်တာရှိရမှတ်ထားတယ်ပြီးရင် ratio B နေနဲ့ညများလေ့ကျင့်ခန်းလုပ်အဲ့ဒါဆိုမှတ်မိပြီတော့နောက်ပိုင်း ratio C စကားပြောလေ့ကျင့်ခန်းတွေပါလုပ်တဲ့အခါမှာပို့ပြီးတော့သုံးတတ်တော့အဲ့တော့ဆရာတို့သင်ကြားရေးလောကမှာပြောလို့ရှိတာရှိတယ်applying understanding remembering ဆိုတဲ့ဟာပေါ့ဆရာတို့မှ knowing ကဆို knowing remembering applying ပြီးတော့ remembering ဆိုပြီးတော့ပြောလို့ရှိတယ်ဆိုတော့ဘာလဲဆိုတော့ knowing ဆိုတာသိ
ဆရာတို့ဥမာဂျမန်သာနဲ့တရားနဲ့ပြောလို့ရှိရင်ဒီ grammar on တဲ့ဆိုတာရှိတယ်သိသွားပြီပြီးရင် understanding နားလေတယ်ဆိုတာဘယ်လိုသုံးလဲကိုနားလေသွားဆရာတို့သိတယ်နားလေတယ်အဲ့ဒီမှာနေရက်လို့မရဘူးသိပြီးနားလေရုံနဲ့ဆရာတို့ဒီဟာလေးနဲ့မဟုတ်ပဲနဲ့ apply အသုံးချတတ်ဖို့တက်ကဘာလို့လဲဆိုရင်လေ့ကျင့်ခန်းများများလုပ်ဖို့လိုတယ်ပြီးတော့မှဆရာတို့ကremember ရဲ့ပြန်မှတ်မိဖို့တက်က revision တွေဒါတွေခဏခဏပြန်လုပ်နေတယ်လက်တွေ့သုံးကြည့်တယ်ဆိုရင်ရတော့အဲ့တော့ဆရာတို့ဒီမှာနေဟွန်းရှိကတင်တဲ့ပုံစံကဇုံးကတင်လဲဒီပုံစံပါပဲကိုယ့်ကိုလုပ်လဲဒီဟာပဲဒါဆိုရင်ဘာတွေကွာသွားမလဲလို့ပြောရင်တော့ဆရာတို့ live မှာကအဓိက2026မှာပို့ပြီးအခုထိလည်းဒီပုံစံဆိုပေမဲ့ဘယ်ဆရာကဆရာတို့အကြောင်းကဘယ်ဆရာပဲတင်တယ်ဒီပုံစံပဲတော့ဖို့ဆရာတို့အခုက format ချနေပါတယ်အဓိကကျောင်းသားကိုများများဆရာတို့ကမင်းသားဆောင်ကိုအဓိကပျော်ပျော်ပါလုပ်သေးခြင်းလားအဲ့အတွက်ကြောက်ဆရာမလိုပါဘူးမှားမှလည်းမကြောက်ဘယ်ဆရာမှမဆူကြရဘူးပျော်ပျော်ပါဆွေးနေတယ်ကျွန်တော်ကတော့ဒီလိုထင်တယ်ဗျကျမကတော့ဒီလိုထင်တယ်အမှန်ကဒီလိုဆိုတာကိုပျော်ပါဆွေးနေနဲ့လုပ်သွားရင်အလွယ်လူရတယ်ဒါပေမဲ့တခုတော့ဆရာမှားမယ်အဲ့ဒါကကိုယ်တိုင်စိတ်ဝင်စားပြီးတော့တက်နိုင်တဲ့လောက်အချိန်ပေးပြီးလုပ်ဖို့လိုတယ်ဖြစ်နိုင်ရင်ပုံမှန်လုပ်ဖို့လိုပါတယ်ဘာသာတကားကဥမာတပတ်2ရက်ပဲလုပ်တယ်ကျန်တဲ့9ရက်ကမလုပ်ဘူးဆိုရင်မေ့သွားပြန်အဲ့လိုပြတ်တောင်းလုပ်တာလည်းဆိုင်အဲ့တော့နေ့စဉ်အချိန်နဲ့ပေးပြီးတော့ပုံမှန်လုပ်သွားတယ်ဥမာဒီတပတ်ကအခန်း၄ခန်းရအောင်လုပ်မယ်ဆိုရင်လုပ်အောင်မှာကတော့ရှင်းရှင်းလေးပါလေစကားလုံးလုပ်တယ် grammar တွေကိုနားလည်အောင်လုပ်တယ်ကိုယ်တိုင်ပြောကြည့်တယ်မှားမှမကြောက်နဲ့ဘယ်လိုအဓိပ္ပာယ်ဖြစ်မလဲကိုယ်တိုင်စိတ်ဝင်စားတဲ့စဉ်းစားကြည့်ပြီးသွားတဲ့အခါမှာတေချာမသိသေးရင်မှတ်ထားတယ် live လေ့ကျင့်တဲ့အခါမှာအပြန်အလှန်ပြန်ပြောရင်လည်းမင်းသားစာနားလေတာနဲ့တကယ်အမှန်ကပါလဲအဲ့ဒါကိုအပြန်အလှန်ဆွေးနွေးလိုက်တယ်ဆိုရင်ဆရာတို့စာ2ခါလုပ်ပြီးသားဖြစ်သွားအဲ့ဒါမှကိုကပြန်လှန်လေ့ကျင့်ခန်းလုပ်တယ်ဆိုရင်3ခါလုပ်တော့ရသွားတဲ့အပြင်မှာဆရာတို့ဒီ live မှာကအစ်စ်ကိုလည်းပြန်လေ့ကျင့်ပေးသလိုအဟောင်းကလည်းပြန်လေ့ကျင့်ပေးတာဖြစ်တဲ့အတွက်ပျော်ပါလိုက်လို့ရအဲ့တော့ဆရာတို့ဒီဟာကအပြင်ကျောင်းမှာတင်တယ်လို့ကိုဒီပုံမှန်နေ့စဉ်လုပ်လို့ရအပြင်ကျောင်းမှာကအချိန်ကန့်သက်ရှိတယ်ဖြစ်တဲ့အတွက်တပတ်2ရက်တို့3ရက်တို့ဆိုပေမဲ့ဒီလိုမျိုးဆုံးကဗီဒီယိုတွေလည်းရှိတယ်ဆရာတို့လည်း live တပတ်ကို4ရက်5ရက်လုပ်တယ်ဖြစ်တဲ့အတွက်အများကြီးတော့ပို့လေ့လာလို့ရမယ်လို့ထင်တယ်အဲ့တော့ဆရာတို့တခုအားနည်းချက်ရှိတာတော့အင်တာနက်ပြတ်တာလို့မီးပြတ်တာလို့ရှိတာဟုတ်အဲ့ဒီကြရင်လည်းကိုယ့်ရဲ့နှုံးနဲ့ကိုလေ့လာလို့ရအောင်အကုန်လုံးပြည့်စုံရှင်းလင်းချက်ကိုလေ့ကျင့်ခန်းတွေပေးထားတဲ့အပြင်တကယ်လို့အဲ့နေ့ကိုကအဲ့ live ကိုမတက်ဖြစ်ဘူးဆိုရင်တော့ဆရာတို့ recording ပြန်တင်ပေးတာဖြစ်တဲ့အတွက်အဲ့ဒီဗီဒီယိုပြန်ကြည့်လိုက်ဆရာကလေ့ကျင့်စေချင်တာဒါငါလေ့ကျင့်နေတာထားတာကဒါအဲ့လိုမျိုးပြန်ပြီးတော့ live လေ့ကျင့်သွားလို့ရတယ်အဲ့ဒီမှာ group chat လည်းရှိတာဖြစ်တဲ့အတွက်ကိုကအဲ့ဒါလည်းမရှင်းသေးဘူးမတက်နိုင်ဘူးဆိုရင်ပြန်ပြီးမေးလို့လည်းရတယ်အဲ့တော့ဒါကတော်တော်များလားဆရာတို့ live လုပ်တဲ့အချိန်မကိုက်လို့ဒါမှမဟုတ်တခြားနိုင်ငံရောက်နေတော့အချိန်ကဘယ်လိုမှညှိလို့မရလို့ကြောက်စရာမလိုပါဘူးလူတိုင်းပျော်ပျော်ပါလေ့ကျင့်လို့ရတယ်အဲ့တော့ဆရာတို့ဒီမှာတခါတည်းပဲပြောရမှာကဆရာတို့ဒီမှာတောင်းမဲ့ပုံစံကအတူတူပါပဲဘယ် level မဆိုပြီးတော့ဆရာတို့ video class သီးသန့်မဖွင့်ပါဘူး video class သီးသန့်ကကြတော့ဘာလို့မဖွင့်လဲဆိုတော့လောက်တာတော့လုပ်လို့ရတယ်ဆိုပေမဲ့ဒီ schedule နဲ့တူတူ live မလုပ်လို့ရှိရင်ကြာရင်ပြင်းတော့အဲ့လိုကြီးတော့ဆရာတို့ဖြစ်မခံနိုင်ပါဘူးဆရာတို့ online ကတင်တယ်ဆိုပေမဲ့တကယ်ရအောင်တင်နေကြတာဖြစ်တဲ့အတွက်ဒီပုံစံတိုင်းသွားမှာအဲ့တော့ဒီစာအုပ်ကလူတိုင်းကိုဆရာပညာတဏ္ဍလက်ဆောင်ပေးမှာပါကျောင်းရဲ့ page messenger ကိုလာပြီးတော့info ရှင်းလင်းချက်စာအုပ်PDF လိုချင်လို့ပါလို့ပြောရင်ဆရာပြန်ပြီးတော့အဲ့ PDF link ကိုပေးမယ်အဲ့ဒီမှာထပ်ပြီးတော့မေတ္တာရက်ခံမှာကဆရာတို့ကျောင်းနာမည်ဖြတ်တာမျိုးဒီ PDF မှာပြတ်ပြီးတော့ပြန်ပြင်တာမျိုးလို့ data တွေပြင်တာမျိုးလို့ဒါမှမဟုတ်ရင် print တွေထုတ်ပြီးရောင်းစားတာမျိုးလို့အဲ့လိုတော့မလုပ်ကြပါနဲ့တော်တော်များအကုန်လုံးကိုရနေချင်တာဖြစ်တဲ့အတွက်ဒီလာတောင်းရင်လူတိုင်းကိုပေးပါမယ်ဟိုက်ပြီးတော့နောက်ပိုင်းအခါအားလျော်စွာဆရာတို့ဒီ M5 ကတော့ဒီလိုမျိုးစာအုပ်မလုပ်ထားဘဲနဲ့ဒီတိုင်းပဲဆရာတို့ PowerPoint နေပဲတင်သွားတာဖြစ်တဲ့အတွက်နောက်ပိုင်းပြန်လုပ်ပြီးရင်ပေးပါမယ်အဲ့တော့ဘယ်ရပဲလေးလာဒီကျောင်းမတက်လေအကောင်းဆုံးတက်နိုင်လို့ထောက်ကူဖြစ်အောင်တော့ဆရာတို့ပေးပါမယ်ဒီစာအုပ်ကြီးပဲ PDF ပဲပေးတာမဟုတ်ဘဲနဲ့တခန်းချင်းတွေရဲ့အနှစ်ချုပ်လေးတွေဒါကဒီလိုနော်လို့ပြောတဲ့ဟာမျိုးလေးတွေတစ်ပတ်တစ်ခါလောက်တော့ဆရာအပတ်တိုင်းတော့ဖြစ်ရှင်မှာဖြစ်မှာပါလေဆရာအားရင်အားလို့လုပ်ပြီးတော့တင်ပေးပါအဓိကမှားမှာကပုံမှန်လေးလုပ်ပါမလောပါနဲ့စကလုံးကျက် grammar နားလည်အောင်လို့ကိုယ်တိုင်လုပ်ကြည့်ပြီးတော့မှအဖြေနဲ့ပြန်တိုက်အဲ့ဒီမှာဘယ်လိုကွာလဲမသိရင်တခြားစဉ်းစားနှိစက်တဲ့လူကိုမေးလို့ရတယ်လို့ဆရာတို့ဒီ post တွေပါပြင်တဲ့အခါမှာလည်းဥပမာအခန်း26ဆို26မှာမရှင်းတဲ့ဟာမျိုးဆရာဗီဒီယိုတင်ပေးတဲ့အခါမှာငါမေးလေရပါတယ်အဲ့တော့ဆရာတို့အနေနဲ့ကတော့အကောင်းဆုံးလူတိုင်းကိုတကယ်တက်စေချင်ပါတယ်အဲ့တော့ဒီမှာ live မှာဆရာတို့ဒီ
ကျောင်းမှာလာတက်ပြီးတော့ဇွန်မှာပဲလေ့ကျင့်တာပဲဖြစ်ဖြစ်ကိုယ့်ကိုလေ့ကျင့်တာပဲဖြစ်ဖြစ်ရပါတယ်ဒါပေမဲ့တကယ်စိတ်ဝင်စားနဲ့နေ့စဉ်ပုံမှန်တော့လေ့ကျင့်ကြပါအထူးသဖြင့်ဇွန်မှာလာလို့ရင်လည်းမျက်နှာစာကိုကြိုပြီးတော့လုပ်ခိုင်းပါလုပ်ခိုင်းတဲ့အချိန်မှာဆရာတို့ narration တွေပြန်တယ်တကယ်လုပ်နေတဲ့လေ့ကျင့်ခန်းတွေလုပ်တဲ့အချိန်မှာကိုလုပ်ရမယ့်ဟာကိုပျော်ပါနဲ့လုပ်ရင်လူတိုင်းတကယ်ရပါခန်းကြီးတို့ပါလို့လည်းဒီတိုင်းပါပဲအဲ့တော့ဆရာတို့2026ကစပြီးတော့တကယ်ဂျပန်စကားလေးတက်တယ်တကယ်လည်းသုံးနိုင်တဲ့လူတွေဖြစ်အောင်ကြိုးစားကြအောင်ဟိုက်နောက်ပိုင်းမှာတော့ဆရာတို့ဒီတစ်နှစ်စာစဉ်းစားထားတဲ့ plan ဘယ်တန်းဘယ်တော့ဖွင့်မယ်ဆိုရလေဒီတစ်ရက်နှစ်အတွင်းမှာတင်ပေးပါမယ်ဆရာတို့ကတော့အတက်နိုင်ဆုံးပံ့ပိုးပေးမယ်ဆိုပေမဲ့မင်းသားစာကိုမှားမှာကဆရာတို့က guideline ပေးပြီးတော့တူတူလေ့ကျင့်ပေးလို့ပဲရမင်းသားစာကိုယ်တိုင်ကလည်းငါတကယ်သိချင်တယ်တကယ်တက်ချင်တယ်ပျော်ပါနဲ့လည်းလို့ဖို့လိုပါတယ်မကြောက်ပါနဲ့ဆရာကစဘသူ့ကိုမှမဆူပါဘူးဒါမဲ့စာတော့တော်တော်မေးတယ်စာမေးတယ်ဆိုတာလည်းမင်းသားစာဘလို့နားလည်နေတယ်လဲဒါကိုဆိုရင်ဘလို့သုံးမလဲအဓိကဆရာတို့ကဒီ live မှာကမင်းသားစာတကယ်သုံးတတ်တော့တကယ်ရတော့အဓိကလေ့ကျင့်ပေးနေတာဖြစ်တဲ့အတွက်ပြေရောပါနဲ့လည်းပြောကြပါအဲ့တော့ဆရာတို့နဲ့ဒီလိုပြောပါလေ့ကျင့်နေဆိုရင်တော့2026မှာအတန်းတစ်တွေတစ်နှစ်စာအစီအစဉ်နဲ့တင်ပေးပါမယ်ဒီဆိုင်ရာမှာအတူဝင်အပ်ပြီးတော့ပြောပါလေ့ကျင့်ဖို့လိုပါတယ်တကယ်ပြောပါလေ့ကျင့်မယ်ဆိုရင်တော့တယောက်မှကျန်အကုန်တက်အောင်ဆရာတို့ဒီနေဝင်ချီကဆရာတွေအားလုံးကြိုးစားပြီးတော့လေ့ကျင့်ပေးပါမယ်ဟိုက်じゃあနည်းနည်းတော့ဆောပြီးပြီမဲ့နှစ်သက်မှာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးတော့လူရစိတ်တွေလူရဆန္ဒတွေပြည့်ကြပါသည်ဂျပန်စာဆရာတို့ကျန်တာတော့မသိဘူးလေဂျပန်စာနဲ့ပတ်သက်တဲ့ဟာတော့အတတ်နိုင်ဆုံးဆရာတို့လည်းအကောင်းဆုံးဖြစ်အောင်ကြိုးစားတော့ဟိုက်အဲ့တော့ဒီ season လေးကိုစိတ်ဝင်စားတဲ့တငယ်ချင်းတွေပါလေရှိတယ်ပြောပြလို့ရပါတယ်ပြောပြပါလို့လည်းမေတ္တာရက်ခါပါတော့share ရလည်းလေးရတယ်လို့ကြောင်းမှလည်း download လည်းရပါတယ်ဟိုက်အားလုံးတူတူပြောပါကြိုးစားလိုက်အောင်